hello oh double ကနေပြီး plan လုပ်ရအောင်စောင်းမှရနော် two finger နဲ့ oh တကယ်ပြောတကယ်သူတို့ဘလူးများလေ့ကျင့်ထားလဲမသိတော်တော်လေးမိုက်တယ်ဟောတပုတ် oh ဘာမှမပြောနိုင်တော့စကေးတွေကတကယ်မိုက်တယ်နော်ဒီအားဆိုလက်မတစ်ချောင်းနဲ့လောက်သွားတွေ့တယ်မလား Wait for the reaction. ပလန့်ကိုဒီလိုလုံးနဲ့မြန်မာနိုင်ငံမှာရှိမျိုးမင်းထက်ပေါ်တော့မျိုးမင်းထက်တိုင်းမှာအရင်တော့မကြောက်တနေရာနဲ့နေရာပြောင်းသွားတယ်မိုက်ရနော်ဟိုဟာမြင်လိုက်လားအနောက်ကလက်ရိုက်သွားမဲတော်တော်လေးဒီကောင်က2 finger ပလန့်တော်တော်ပိုင်နေတယ်မှာပါတယ်။ तू ကတော့အခုဒိုင်ဖြစ်သွားပြီ။ဒါတော့မြန်မာနိုင်ငံမင်းရဆန်ပေါ့နော်။ तू လည်းပလန့်ကိုပိုင်တော်တော်လေးပြီး one hand ပလန့်နေရတယ်။ဒီ finger ပလန့်နေပါရောမြန် one hand ပလန့်တော်တော်များများ तू စကေးမှာတော်တော်ဒီ message တွေပါရတယ်တော်တော်လေးကိုကောင်းနေတယ်မှာလည်းပါတယ်။နောက်တစ်ယောက်တော့ဒါတော့မျိုးမင်းထက်2 finger ပလန့်ရတယ်။ပြီးရင်လက်မနေလည်းရတယ် तू ကတော့ဒါပေမဲ့အကြာကြီးတော့မရဘူး။ဟို तू ရိုက်တော့တော့အရန်လာတယ် तू ကဒီကောင်ကတော့ तू ကတော့အကောင်မြတ်မြန်မာနိုင်ငံပထမအဆုံးအနေနဲ့ပလန့်ကိုကောက်ကောက်မို့ရခဲ့တဲ့တယောက်ပေါ့နော်တနိုင်ငံလုံးမှာ तू ပထမအဆုံးပလန့်ကိုတေချာရရလို့ပြောလို့ရတယ်ဒါကတော့ဒီနေ့ကျွန်တော်ရဲ့ reaction